တောထဲဝင်တဲ့အခါကိုအမူအရာနှုတ်အမူအရာကိုစောင့်ထိန်းသင့်ပါတယ်ဒီဇလန်းလေးကတော့ကိုနှုတ်အမူအရာမဆောင်စည်းလို့ဘလူးမတကောင်ရဲ့နှောင့်ယှက်ခြင်းကိုခံလိုက်ရတဲ့ဖြစ်မှန်ဇလန်းတစ်ပုဒ်ဖြစ်ပါတယ်ဒီဇလန်းလေးကိုပယောဂဆရာလေးဦးနောင်ထွန်းအောင်ကရေးသားပေးပို့ထားတာဖြစ်ပါတယ်အခုလိုရေးသားပေးပို့လာတဲ့ဆရာဦးနောင်ထွန်းအောင်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာတငယ်ချင်းတို့မှလည်းကိုတွေ့ပရာလောကဇလန်းများရှိခဲ့ရင်ကျွန်တော်စီကိုရေးသားပေးပို့နိုင်ပါတယ်ဇလန်းလေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးပါဦးကျွန်တော်ကတော့တင်ဆက်သူလင်းစော်ဖြစ်ပါတယ်အေယာဝတီတိုင်းလက်ပုတ္တာမြို့နယ်တွေကအွန်လိုင်းကြေးရွာမှာဖြစ်ပျက်ခဲ့တာပါငသက်ကအောင်းလိုင်းကြေးရွာမှာနေထိုင်သူတယောက်ဖြစ်ပါတယ်တောထဲဝင်ပြီးထင်းခွေတဲ့အလုပ်ကိုလုပ်ပါတယ်ငသက်ကငယ်ရွယ်စဉ်ကတည်းကကိုအမူအရာနှုတ်အမူအရာကြမ်းတမ်းပါတယ်မွေးရပါဗီဇဆိုတော့လေပြုပြင်ဖို့ကအလွန်ခက်ပါတယ်ရွာရဲ့ဘေးမှာကလေကွင်းပြင်များနဲ့တောတန်းကြီးတစ်ခုရှိပါတယ်တောကအလွန်ကျမ်းပါတယ်အမှားမခံပါဘူးဒါကြောင့်တောထဲဝင်တဲ့လူတိုင်းအစအစအရာရာသတိပြုပြီးလောက်ကင်ဆောင်ရွက်ရပါတယ်တရက်မှာတော့ငသက်ကမိခင်ဖြစ်သူနဲ့အတူထင်းခွေဖို့အတွက်တောထဲဝင်လာခဲ့ပါတယ်ဒီလိုနဲ့တောဆက်တနေရာကတစ်ပင်ကြီးတစ်ပင်အောင်ရောက်လာခဲ့ပါတယ်ဒီတစ်ပင်ကအတော်လေးကြီးပါတယ်တစ်ပင်မှာဘလူးမတကောင်နေထိုင်တယ်လို့လေလူအများကပြောဆိုကြပါတယ်ဒါကြောင့်ပဲအခြားထင်းခွေသမားများကဒီတစ်ပင်ကိုမခုတ်ရဲပဲချမ်းလက်ထားခဲ့တာဖြစ်ပါတယ်ငသက်ကတော့ဒီတစ်ပင်မှာဘလူးမရှိတယ်ဆိုတာကိုလုံးဝအယုံကြည်မရှိပါဘူးအခြားလူတွေမခုတ်ရဲတဲ့ဒီတစ်ပင်ကိုငါခုတ်ပြမယ်လို့ကြိမ်းဝါပါတယ်ငသက်ကတစ်ပင်ကိုကြည့်ပြီးဆဲဆူအော်ဟစ်ရင်းကတစ်ပင်ခြေရင်းကိုဓာတ်ဆိုင်ပြီးမှအပင်ပေါ်တက်သွားတာဖြစ်ပါတယ်အပင်ပေါ်ရောက်တဲ့အခါမှာတော့တစ်ကိုင်းတွေကိုတကိုင်းပြီးတကိုင်းခုတ်ချတယ်နှုတ်ကလည်းအငြိမ်မနေပါဘူးဟေးဘလူးမနေပင်ကိုငါခုတ်တယ်ဘာဖြစ်လဲမကြည်နေဘူးလားမကြည်လဲရင်ငါနောက်လိုက်ခဲ့ဆိုပြီးစိန်ခေါ်လိုက်ပါတယ်တစ်ပင်ကိုအားရအောင်ခုတ်ပြီးပြီဆိုမှထင်းစည်းရွက်ပြီးမိခင်နဲ့အတူပြန်လာခဲ့ပါတယ်ဝက်အိုင်နာအရောက်မှာတော့တစုံတစ်ယောက်ကနောက်ကျောကနေတွန်းလဲလိုက်တာမို့ငသက်လည်းဘွက်ထဲပြုတ်ကျသွားတယ်တကူလုံးလည်းရွှွတ်နေပေကြံသွားပါတယ်ထူးခြားတာကနောက်ကနေဘသူတွန်းချလိုက်မှမသိရတာပါပဲငသက်ရဲ့မိခင်ကပြောတယ်ဟဲ့ကောင်လေးလမ်းလျှောက်ရင်တေချာကြည့်ချောင်းခဲလုံးနဲ့ခလုတ်တိုင်းပြီးလို့လဲကျသွားတာဖြစ်မှာပေါ်လို့ပြောပြီးထင်းသီးရွက်ပြီးမှဘွက်အိုင်အနီးကပြန်လဲထွက်ခွာလာခဲ့ကြပါတယ်ထူးခြားမှုတွေကစတင်ပါပြီညဘက်ရောက်တဲ့အခါမှာတော့ငသက်တယောက်ကောင်းကောင်းအိတ်လို့မရတော့ပါငသက်ရဲ့အိမ်ရှိမှာအစိမ်းရောင်အဝတ်အစားများဝတ်ဆင်ထားပြီးဘလူးကောင်းဆောင်းထားတဲ့ဘလူးမကြီးကိုတွေ့လိုက်ရပါတယ်ငသက်ကဘလူးမကြီးကိုလက်ညှိုးထိုးပြီးမေမေရေဟောဒီမှာဘလူးမကြီးလာနေပြီဆိုပြီးအော်ပြောပါတယ်မိခင်ကကြည့်ပေမဲ့လည်းဘလူးမကိုမမြင်ရပါငသက်တယောက်ထဲသာမြင်တွေ့နေရတာဖြစ်ပါတယ်နောက်ညမှာတော့ဘလူးမကအိတ်နေတဲ့ငသက်အနားကိုလာပြီးငသက်ရဲ့မျက်လုံးကိုလက်နဲ့နှိုက်မှွေပါတယ်ငသက်ရဲ့မျက်လုံးများလည်းหนีရဲပြီးအယမ်းကိုနာကျင်နေပါပြီနောက်ရဲ့ဆေးရုံဆေးကံပြပေမဲ့လည်းငသက်ရဲ့မျက်လုံးကမသက်သာပါယောဂါကိုလည်းရှာဖွေလို့မရပါဒါနဲ့လက်လျှော့ပြီးဆေးရုံဆေးကံကပြန်လာခဲ့ရပါတယ်အိမ်ပြန်ရောက်တဲ့အခါအခြားဆရာများနဲ့ပြသပေမဲ့လည်းငသက်ရဲ့မျက်လုံးကမသက်သာပါလအနှဲငယ်ကြာတဲ့အခါမှာတော့ပယောဂဆရာလေးဦးနောင်ထွန်းအောင်နဲ့တွေ့ဆုံကြရပါတယ်
လူအများကတော့ဆရာနောင်ထွန်းအောင်ကိုဆရာနောင်လို့သာခေါ်ဆိုကြပါတယ်ဆရာနောင်ကငသက်ရဲ့မျက်လုံးကိုကြည့်လိုက်တယ်ဒါဟာသွေးရိုးသားရိုးဖြစ်စဉ်တစ်ခုမဟုတ်မှန်းဆရာနောင်သိလိုက်ပါတယ်ဒါနဲ့ဆရာနောင်ကငသက်ကိုတောထဲဝင်သေးလားလို့မေးလိုက်ပါတယ်ဒီတော့မှငသက်ကတောထဲဝင်ခဲ့ကြောင်းနဲ့တောဆက်ကတစ်ပင်ကြီးကိုဆဲဆူကျိမ်းမောင်းလာခဲ့ကြောင်းဝန်ခံလာပါတယ်ငသက်မှာပျောကအနှောက်အယှက်ရှိနေတာတေချာသွားပါပြီချက်ချင်းဆိုသလိုပဲဆရာနောင်ကငသက်ကိုခေါ်ပြီးတောဆက်ကတစ်ပင်ကြီးအောက်ပြန်လာခဲ့ပါတယ်ဆရာနောင်ကတောပိုင်အရင်ဝင်တယ်ပြီးတာနဲ့ငသက်ကိုခွင့်လို့ပေးဖို့ထပ်မံပြီးအနှောက်အယှက်မပေးဖို့လူရိုးလုံးစင်တိုင်ထုံတန်းတဲ့အညီစီမံဆောင်ရွက်လိုက်ပါတယ်အဲဒီလိုစီမံဆောင်ရွက်ပြီးမှငသက်ရဲ့မျက်လုံးကတက်တာလာပါတယ်ရက်အနှဲငယ်ကြာပြီးချိန်မှာတော့ငသက်ရဲ့မျက်လုံးကမူလပဂတိအတိုင်းပြန်လေကောင်းမွန်လာခဲ့ပါတယ်အဲဒီနောက်ပိုင်းကစလို့ငသက်တယောက်ထင်းခွေထွက်တိုင်းတောဆက်ကဘလူးမကြီးရှိတယ်ဆိုတဲ့တစ်ပင်ကြီးကိုမခုတ်ရဲတော့ပါဒါကတော့တောနက်ထဲဝင်တဲ့အခါကိုအမူအရာနှုတ်အမူအရာစောင့်စည်းတင်ကြောင်းတတိပေးလိုက်တဲ့သင်ခန်းစာယူပွဲဖြစ်ရမှန်ဇလန်တစ်ပုဒ်ဖြစ်ပါတယ်